ထိုးအင်ဒရာဘိုနဲ့တူအောင်ပြင်ဆင်ခဲ့ရကနေထိုးအင်ဒရာဘိုဖြစ်သွားတဲ့အမျိုးသားအကယ်ဒမီမင်းသမီးကြီးအဆိုတော်ကြီးဆိုတဲ့ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ထားတဲ့ထိုးအင်ဒရာဘိုကိုလူကြီးတွေရောလူငယ်တွေကပါသဘောကျလေးရှိပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့စပင်ခစ်ဆန်ပြီးတော့စက်တည်ရှိတဲ့ဝတ်စားစီရင်မှုတွေကအတူယူရလောက်အောင်လှပနေပါတယ်ဒီလိုပြည့်ပြည့်စုံတဲ့အိုက်တော်တယောက်ကိုအတူယူပြီးတော့တထရာလေးတူအောင်ဖန်တီးနိုင်သူကတော့မခိုင်ကြီးရဲ့ဖန်စစ်စစ်ကြီးဖြစ်တဲ့ LGBT မိတ်ကပ်ပညာရှင်ဖြစ်ပါတယ်။ LGBT မျိုးသားမိတ်ကပ်ပညာရှင်ကသူ့ရဲ့ကျွမ်းကျင်မှုပညာရပ်ကိုအသုံးချပြီးတော့အရန်ချင်းရတဲ့မခိုင်ကြီးရဲ့ signature look တွေကိုပြင်ဆင်ခဲ့ပါတယ်။ထိုးအင်ဒရာဘိုရဲ့ပွဲကိုတက်ရောက်ဖို့အတွက်ထိုးအင်ဒရာဘိုနဲ့တူအောင်အဝတ်အစားတွေစပင်တွေမျက်မှန်တွေကအစတေချာပြင်ဆင်ထားပါတယ်။သူ့ရဲ့ဖန်တီးမှုတွေကဘလောက်တောင်ပြင်းလွန်းလဲဆိုရင်ပရိသတ်တွေကမြင်မြင်ချင်းမှတင်ဒါမခိုင်ကြီးအစ်စ်လားအတူလားဆိုပြီးတော့ခွဲခြားရခတ်သွားကြပါတယ်။စပင်ပုံစံမျက်ခုံးနှက်ခမ်းနီအယောင်လေးကအစမခိုင်ကြီးရဲ့အငွေအသက်တွေပါဝင်နေတာပါ။ချွတ်စွတ်တူလွန်းနေတဲ့သူ့ကိုပရိသတ်တွေကအချစ်ပို့ပြီးတော့မခိုင်ကြီးရဲ့နာမည်ထွန်းအင်ဒရာဘိုကိုအနေငယ်ပြောင်းလဲကထွန်းအင်တထွာဘိုဆိုပြီးတော့ချစ်စနိုးနာမည်ပေးခဲ့ကြပါတယ်။သူကိုယ်တိုင်ကလည်းဒီနာမည်လေးကိုသဘောကျပြီးတော့ထွန်းအင်ဒရာဘိုကိုယ်တိုင်ကလည်းသူ့ရဲ့ပြင်ဆင်မှုကိုအတိအမှတ်ပြုထားတာပါ။မကြသေးခင်ကပြုလုပ်ခဲ့တဲ့မခိုင်ကြီးရဲ့ရှိုးပွဲတစ်ခုမှာမခိုင်ကြီးရဲ့ fashion အတိုင်းကောင်းစားချီအစုံတထင်ရလေးပြင်ဆင်ပြီးတော့တွားရောက်အားပေးခဲ့ပါတယ်။တချင်းဆိုနေရဲ့မခိုင်ကြီးဟာဆင်အောက်မှာသူနဲ့တပုံစံနဲ့တူအောင်ပြင်ဆင်လာတဲ့ပရိသတ်လေးကိုလှမ်းမြင်သွားပါတယ်။နာမည်ကျော်နုပညာရှင်တချို့ကကိုယ့်ကိုအတူခိုးပြီးတော့ဝှက်ဆင်လာတဲ့သူတွေကိုမြင်ရင်တိတ်သဘောမကျတာမျိုးရှိတတ်ပေမဲ့အနုပညာဝါရင်တလို့စိတ်ထားလေးပြေးသွားတဲ့မခိုင်ကြီးရဲ့သဘောထားကတော့ဟေးဟူမာထိုးအင်ဒရာဘိုဆိုပြီးတော့စစ်စစ်ခင်ငယ်လှမ်းနှုတ်ဆက်ခဲ့ပါတယ်။အားတက်တဲ့ရောပြင်ဆင်လာခဲ့တဲ့ပရိသတ်တယောက်အတွက်တော့အရန်ပျော်ခဲ့ရပြီးတော့အဲ့တော့ကိုယ်တိုင်ကဖန်တီးမှုနဲ့အချစ်တွေကိုအတိမတ်ပြုပေးလိုက်တာပါ။ထိုးအင်ဒရာဘိုနဲ့တူအောင်ပြင်ဆင်လာတဲ့သူကတကယ်ရောတူညီနေရလားဆိုတာမှတ်ချက်မှာပြောခဲ့ပါအောင်ရှင်။